ကဲလူပါနေတော့ခါကျတော့ဘာလုပ်မလဲဆိုတော့စားမယ်ပေါ့နော်ဒါလေးကတော့စိုက်မှာအခုလက်ရှိရောက်နေတဲ့အာလူးကြော်ပါတစ်ထုပ်ကို2000ရွှွန်းတစ်သိပ်ပေါ့နော်သူကနည်းနည်းလေးတော့အချုံမုတ်ပါတယ်လို့တော့ခံစားရတယ်ဒါပေမဲ့အချုံမုတ်ပါတော့ဆွဲတယ်ကွယ်လေသိရမလားအခုဆွဲလန်းတယ်အဲ့တော့လုံးမရှိတော့ဘာလုပ်မလဲဆိုတော့မုတ်စားပါမယ်လုံးသူကအချိုရဲ့ဆက်ရဲ့2မျိုးလာတယ်ဒါဖြစ်ကွယ်နည်းနည်းတော့2000မိုးနဲ့ဆိုင်တော့လေတန်သလားလို့ပဲလေကိုယ်စိတ်ထဲမှာထားဟိုင်းနဲ့ဆိုင်တော့ဒါတော့တစ်ထုပ်စားပါညလားကျမလည်းဝါလည်းမပြောနဲ့ဖီကျော်သားတအားကြိုက်တာအချိုဆိုလဲကြိုက်တယ်ဘာလေးပေးရမလဲမဟုတ်မောင်ကြည့်နော်မဒီမှာလီမွန်တီတော့ကြိုက်ပါနော်ဟုတ်ကဲ့အဲ့ဒါအသီးပီကေလေးပါအာလူးကျော်က2600ရတယ်4တော့2600အမြောက်4တော့က1400ဒါ900ဒါ3000နောက်ထပ်3000800 2600ဒါလေးက4800 4800 6500
6500 2300 2300 2000 2000 အဲ့ဒါပဲ 4400နဲ့400ပါမမအာလီယာ3ချောင်းလေးရ3000 49000နဲ့400ပါမမ 600မှာ PC 600တခုမုန်းထည့်လိုက်မယ် ဒီမမဆိုင်အောင်ဝင် အဲ့ဆိုရင်9000အဲ ခြေတောင်ကလေ အာသူ့အမေလား ဟုတ်တယ်ဟုတ်တယ် အဲတာမင်းညလုံးချွဲနော်အေး ခြေတောင် ဟုတ်ပါ ရာဟိုတာဟိုလေဘိုးတက်တူကနေပြီးတော့ဟာလေအကစားလာပြန်ရတယ်သူနာ အော်ဘယ်နှစ်တပည့်ကြီးอ่ะ ဟိုဟာကျောင်းပြီးွားပြီးတပွဲရပါတယ်ခု အော်မာစတာဆက်တက်နေအော်မလီတော်လိုက်တာ ဟာလေအပြေးမှာပထမတဲ့အဲ့ဒါ အေးတော်လိုက်တာအေးတော်တော် မဟုတ်လားပို့မှာဆိုအေးဒီကနေ့လည်းအများကြီးလေဆိုအေးအေး ကောင်းပါရဲ့အများကြီးပဲတာမင်းညလုံးချောကြရတာဟုတ်ဟုတ် ဟောတယ်မစား ဟုတ်ဟုတ်ဘာဟင်း မေးလာနေပြီပြန်ဒီလိုပြ ဟိုရွှေတောင်ထဲမှာညီမလေးဟိုနဲ့ဟိုနဲ့သူလာတော့မမမရှိဘူးနဲ့တော့ဟိုအဝေးရခဲ့ဘက်ကသူ့မေရချောလေးနော်မေလောက်တဲ့လက်ပူချွာစိတ်မဆုံးနဲ့နော်ဘာပေးရမလဲမမရိုးရိုးက1000နဲ့2000ပါရှင့်နှမ်းဆက်ဆိုရင်16000ပါရှင့် ပေးတာနော် အိုက်ကားကြီးရတယ်ငါသိတဲ့ချက်အရန်မုန်းတာအရန်မုန်းတာဘာများရေးကြည့်နေလဲမောင်လေးကြည့်နော်ဗာပေးရအားလျာမမစမတ်ဆိုရင်3500ဘတာဖလိုင်းဆိုရင်2200အသက်ငါးတယ်ဒီငါပြီးချက်တွေ ဟုတ်ပါရဲ့ရှင်အသင်စားရေးပါခမင်းပူပူလေးနဲ့တစ်ခါစကွက်တိ ဒါလည်းတက်လာတယ် ဟုတ်တယ်အသင်သားပဲဟုတ်တယ်တော့အားလုံးကြောအချုံမုံတော့တော်တော်ပါမအားပဲစားကောင်းတယ်နော်အေးជីជីရတော့ပြောနေတော့သွားကျမ်းမရ တရုတ်လားပြပါလားငါပြနေပြီအဲ့နော် ဒီတစ်မျိုးရဲ့လား1200ရဲ့အလူကျော်2000တန်ရှိရယ်2600တန်ရှိရယ်ကဲမမဘာလို့သေးရောတော်ရင်စီရအဲ့တော့12000နဲ့တပိတ်တာပဲနော်စီရ12000အိုကီယာ3500ဘတာဖလိုင်းက2200 19000နဲ့900ပါရှင် ဟုတ်ပြီလား1000ရဲ့1200ရဲ့3200ဒီလိုလေးလား ယူပေးမယ် ဟမ် ညက်ထောင်း ဘယ်လောက်ရမလဲ 3200 โอเคကွက်တိ ညမှာအဲ့သေးနေတယ်ဟိုနော် နန်းဆိုရင်18000အနန်းဆိုရင်2000ကဲကျေးဇူးပါဘာပေးရမလဲမ ကြုံလို့ ကြ
ကြော်မို့တစ်ထုပ်ကို2200စားထုံတော့ပြအောင်တညိုကအမသေးဆိုရင်1500ကျန်2000နဲ့ပေါင်9900ကျန်ဒီတကူခယူစီပါလူသေးတာမှာသေးရကလည်းသေးသေးတယ်တကောင်းမုံချုံမတကောင်းမုံချုံမတကောင်းမုံမတကောင်းမုံနဲ့ကျန်တော့900ကျန်မှာဘယ်ရဟောတော့လို့ထုတ်ကြီးထုတ်ပဲပေးတယ်မအထုတ်ချက်ပူတယ်ဒါဆိုရင်2100ပြန်နောက်ထုတ်ဆို2000နော်ဒီထုတ်ကြမနာပြဒါမင်း ဒါလေးလည်းမ2200နဲ့6ထောက်က13000နဲ့200ပဲရည်က1500စက်သားမုံက3500ခယူးစီကဒီက9000 2000နဲ့200ပါဆုံးချင်ဘူးမမတရားငါလည်းရှိ200လည်းရှိရတရားဘယ်လိုလုပ်မ150တဲ့နော်အဲ့တော့10ဘူးက1500နော်5ဘူးက950 2500နဲ့450တဲ့မမဟုတ်အနိုင်ရမလားအနိုင်ရမလားအနိုင်ရမယ်ဆိုရင်4000နဲ့500မမရဒါ4500စစ်ကြည့်ပါနော်50ရှာလာအောင်ရှိโอเคဒီပါ
အာဟုတ်မိမမဟိုဟာထောင်းကြကန်နေတစ်ထုပ်လောက်ထပ်ပြီးပြီပါထောင်းကြကန်တစ်ထုပ် ဟောတော့ကြတယ် ဟုတ်တယ်မထောင်းနေရညနာကျမမုံစားလိုက်ရင်ဈေးဝယ်တွေကမပြက်အဲ့လိုမျိုးလာကြအဲ့ကြောင့်မလို့ကျမအမြဲတမ်းမုံစားနေမှာရပါမယ်နော်မုံစားလိုက်ရင်အမြဲဈေးဝယ်တယ်မပြတ်ဘူးနော်အဲ့အမြဲတမ်းမုံစားနေမှာရအဲ့တော့အခုအာလူကြော်တစ်ထုပ်လုံးလဲကုန်သွားပြီဆိုတော့နောက်ထပ်ဘာဆက်ဆိုင်ကောင်မလို့စဉ်းစားလိုက်ပါဦးမယ်